ဗုဒ္ဓလူချပြည့်စုံသောလူဘဝဖြစ်ဖို့ဘာလို့ရမလဲတို့တွေဘာလို့ချင်တာလဲမြတ်စွာဘုရားကတရားရီလူတွေလူချင်တာကိုသိတယ်လူချင်တာကိုသိတော့လူချင်ဆန္ဒဖြစ်ပေါ်နေကြတာ၄မျိုးရှိတယ်အချင်းချုပ်လိုက်နော်ဟိုအတရားတွေအကုန်ဒီထဲမှာဝင်ဒီထဲမှာတော့ဟိုစရင်နေတော့မခွဲဘူးသမထဖြစ်ချင်တာတို့ဝန်ကြီးဖြစ်ချင်တာတို့ဒါတွေမပါဘူးအဲ့ဒါတွေလည်းဒီထဲမှာအကုန်ပါပဲအဲ့တော့လူတွေရဲ့ဆန္ဒဘာဖြစ်ချင်လဲတထေကြီးဖြစ်ချင်တယ်ဘာဖြစ်ချင်တယ်အဲ့ဆန္ဒတွေအလုံးခြုံငုံပြီးတော့ပြောလိုက်တာနံပါတ်1ကဘာလို့ဆိုရင်လောကမှာတဲ့ဒီအခြေအနေ၄ရပ်ဟာတကယ်ကိုလူကြိုက်တဲ့အခြေအနေ၄ရပ်ဖြစ်ပါတယ်လူဝရလာသို့တော်လူတိုင်းရလာဆိုမရဘူးတဲ့လူတိုင်းမရလို့ထုံလဘရခဲ့တဲ့အရာဖြစ်တယ်အဲ့ဒီ၄ရပ်ကဘာလို့ဆိုရင်နံပါတ်1ကဘောဂာမေဥပ္ပဇန္တုသာဓမေနာကိုကျင့်တရားမပြည့်စီးပွားဥစ္စာတိုးတက်မှုဘာလုံးလိုက်ကိုစီးပွားဥစ္စာအဆင်ပြေလို့စီးပွားဥစ္စာတွေတိုးတက်လာတယ်နော်စီးပွားဥစ္စာတွေတိုးတက်လာတယ်ငွေကြေးတဏှာတွေပြည့်စုံလာတယ်အဲ့ဒီဘဝမှာစောင့်ဝတ်နေရဖူလုံတဲ့အနေအထားတစ်ခုကိုလူတိုင်းဟာလိုချင်တယ်အလုံးငွေကြေးတဏှာပြည့်စုံနဲ့နေချင်တယ်ဒါလူရဲ့ပထမဆုံးဆန္ဒပဲဖြစ်တယ်ပေါ့နော်အဲ့ဒီဆန္ဒကိုယ့်ကိုရှိမရှိစဉ်းစားကြည့်ပေါ့တရားနိလန်ကြကြနဲ့စီးပွားဥစ္စာတိုးတက်မှုလူတိုင်းဟာလိုချင်တယ်ဒါနံပါတ်1ဒါဖြင့်လိုချင်ဆန္ဒနောက်တစ်ခုပါရှိသေးလဲလို့ဆိုစီးပွားဥစ္စာတိုးတက်ပြီးတဲ့နောက်မှာဘာလိုချင်တုံးဆိုယသောမေအာခိစတုသာညာတိဟိသာဥပ္ပစာယိရသော်ဗျာသုံးတဲ့စကားလုံးကစီးပွားဥစ္စာတိုးတက်ပြီးတဲ့နောက်မှာခုံတရင်နဲ့အချမ်းရခုံတရင်ကိုလိုချင်ကြပြန်တယ်လူတွေဘာသာချမ်းသာပြီးခုံတရင်မရှိဘူးဆိုလည်းမရဘူးဒါကြောင့်ခုံသိက္ခာနဲ့ခုံတရင်နဲ့ယာတုစီးစိမ်ဥစ္စာရှိပြီးတဲ့နောက်မှာခုံတရင်နဲ့အချမ်းရကြော်စောမှုလူချင်းလာကြအတိုင်းနဲ့အဝိုင်းနဲ့လူဘဝမှာနေခြင်းနဲ့အဲ့ဒီဟာဒုတိယဆန္ဒဖြစ်လာတယ်အဲ့ဒီဒုတိယဆန္ဒပြည့်ပြီဆိုတဲ့အခါမှာတတိယလိုအပ်ချက်ကဘာလို့ဆိုအလုံးကပတ်စံလည်းရှိတယ်ဂုဏ်သတင်းလည်းကြီးမားတယ်ဆိုပြီးဘာလို့ခြင်းတော့ဆိုအဲ့ဒါအသက်ရှည်ခြင်းပြန်တယ်နော်ဘယ်သူမှမသိကြဘူးအခြေအနေကောင်းလေးမှာလူတိုင်းဟာစိရန်ဇီဝမိဒီကပါယုံမာလေးမိစီဝဥစ္စာတွေပြည့်စုံပြီးတော့ဂုဏ်သတင်းကြီးမားတဲ့ဘဝမှာအသက်ရှည်ကြာနေခြင်းနဲ့ဆိုတဲ့ဆန္ဒလူတွေရဲ့ဆန္ဒပဲအဲ့တော့အခုပြောရတဲ့ပတ်စံလဲချမ်းသာတယ်ပတ်စံလဲချမ်းသာတယ်ဂုဏ်သတင်းလဲကြီးမားတယ်အသက်လဲရှည်တယ်ဆိုရင်ဒါလူဘဝအကောင်းတွေဟာစုံသလောက်ဖြစ်နေပြီလေစုံသလောက်ဖြစ်နေနောက်ဆုံးလူဘဝရဲ့လူသားတွေရဲ့လိုအပ်ချက်နောက်ဆုံးလိုအပ်ချက်ဒီဘဝအနေနဲ့ပြည့်စုံပြီအသက်ရှည်ပြီးတဲ့နောက်မှာဘာမှနောက်ထပ်သိမရှိတော့ဘာဖြစ်လို့တော့ဆိုရင်စီဝါဥစ္စာလည်းပြည့်စုံတယ်ဂုဏ်သတင်းလည်းကြီးတယ်သက်လည်းရှည်တယ်သူ့ဘဝမှာပြည့်စုံတယ်ဘာလိုချင်မြန်တော့ဆိုရင်မနေရလို့သိရတဲ့အခါမှာကောင်းရသူဒီပုံရောက်ချင်တယ်ဒါနောက်ဆုံးလိုအပ်ချက်ပဲစဉ်းစားလာပြီလေအသက်အရွယ်ကြီးလာပြီသိရမှာပဲသိပြီးရင်စဉ်းစားလာတဲ့အခါသိပြီးရင်ဆင်းရဲတဲ့ဘဝဘယ်သူမှမရောက်ချင်လူပြေရောက်မယ်နတ်ပြေရောက်မယ်ချမ်းသာတဲ့ဘဝမျှော်လင့်တယ်ဒါလူရဲ့နောက်ဆုံးမျှော်လင့်ချက်လို့ခေါ်တယ်အဲ့ဒီဟာပြည့်စုံတဲ့လူဘဝပဲနော်ဒီဘဝမှာစီးပွားဥစ္စာလည်းပြည့်စုံတယ်ဂုဏ်သတင်းလည်းကျွယ်ဝတယ်အသက်လည်းရှည်တယ်သေတော့လေကောင်းရသူဒီပုံရောက်သွားတယ်ဆိုလုံလောက်ပြီလေပြည့်စုံတဲ့ဘဝဖြစ်သွားတယ်ပြည့်စုံတဲ့ဘဝဒီဘဝမှာလည်းပြည့်စုံတဲ့နောက်ဘဝလည်းကောင်းတယ်နှစ်ခုစလုံးကောင်းသွားတာအဲ့ဒီ၄ချက်ဟာလူတွေအတွက်လိုအပ်တဲ့ပြည့်စုံတဲ့ဘဝတစ်ခုပဲဖြစ်တယ်ပေါ့အဲ့ဒီဒါဖြင့်ဒီလိုပြည့်စုံတဲ့ဘဝကိုရဖို့ဘာလုပ်ရမလဲပြည့်စုံတဲ့ဘဝရချင်တယ်ပြည့်စုံတဲ့ဘဝရချင်တယ်စီးပွားဥစ္စာတိုးတက်ချင်တယ်
ဂုံတရင်ကြီးမားခြင်းနဲ့သက်ရှိခြင်းနဲ့တည်တဲ့အခါလဲကောင်းရသူရိဘုံရောက်ခြင်းနဲ့ဆိုလို့ရှိရင်နောက်ထပ်လိုအပ်ချက်အကြောင်းတရား၄ပါးရှိတယ်တဲ့မြတ်စွာဘုရားဆက်လို့ရမယ်အကြောင်းတရား၄ပါးအဲ့ဒီအကြောင်းတရား၄ပါးကတခြားမဟုတ်ဘူးတတ္တသမ္မရာသီလသမ္မရာစာဂသမ္မရာပညာသမ္မရာသရတရားနဲ့ပြည့်စုံခြင်းသီလနဲ့ပြည့်စုံခြင်းစာဂနဲ့ပြည့်စုံခြင်းအသိပညာနဲ့ပြည့်စုံခြင်းဆိုတဲ့ဒီပြည့်စုံမှု၄ရပ်ဟာခုနပြောတဲ့ပြည့်စုံတဲ့လူဘဝကိုရရှိစေနိုင်တဲ့အကြောင်းတရား၄မျိုးပဲဖြစ်တယ်။မြတ်စွာဘုရားအကြောင်းနဲ့အကျိုးဒီလိုဟောတာနော်။ဟိတနဲ့ဒုက္ခလို့ပြောအောင်။ဟိတဆိုတာအကြောင်းတရားဒုက္ခဆိုတာအကျိုးတရား။ဟိတလုံးမှဒုက္ခဆိုတာရတယ်။ဒုက္ခကိုတိုက်ရိုက်မရနိုင်ဘူး။အချိန်ဒီကောင်းအောင်ဖန်တီးမှုပဲအဓိကကြတယ်ပေါ့။အဲ့တော့လူဘဝမှာပြည့်စုံမှုအတွက်သီလတတ္တသီလသုဒ္ဓဆာကတတ္တသီလစာကပညာဆိုတဲ့ဒီကောင်းမြတ်တဲ့အတွင်းအခြေအနေကောင်း၄မျိုးနဲ့ပြည့်စုံပြီဆိုရင်လူဘဝမှာရခဲ့ပါတယ်ဆိုတဲ့စီစဉ်ဥစ္စာကြွယ်ဝချမ်းသာမှုဂုဏ်သတင်းကြီးမားမှုအသက်ရှည်ပြီးတော့ဘဝမှာချမ်းသာသာနေရမှုတည်တဲ့အခါမှာကောင်းအသူဒီဘုံရောက်ဖို့ဆိုတဲ့ဒီအခြေအနေ၄ရပ်ကိုဖြစ်ပေါ်စေနိုင်တာဖြစ်တယ်။တော့ပြည့်စုံသောလူဘဝကိုဒီလိုဖြစ်စေနိုင်